Hello ချက်ကလပဲချက်ဖို့အတွက်ကာတာတညရေးစိန်နာတဲ့ကလပဲကိုပြုတ်ထားတာပါငနီတူကိုတော့ရေးတပြန်တေးချအောင်စီးပြီးတော့စကားနဲ့ရေးစစ်ထားပါတယ်ရှင်ကဲပြီးသွားပြီဆိုလို့ရှိရင်တော့ကလပဲကတော့နူးပြီးဒီအနေလောက်ဆိုကမီးပိတ်ပြီးတော့အိုးကိုဘေးခဏထားလိုက်မယ်နော်ဒါလေးကတော့ချက်ချီတောက်ကိုချက်ရိုးအနေငယ်နဲ့ချက်အမြင့်လေးတွေပါထည့်ချက်မှာပါအောင်ရေးသေးချာဆေးထားပါပြီပြီးရင်တော့စားရည်နဲ့နွေးရည်ပဲထည့်ပြီးတော့နိုင်ဝက်အနည်းဆုံးနှက်ထားပါမယ်ရှင်နှက်ထားပြီးပြီဆိုတာနဲ့ပြင်းတော်သိန်းရွက်လေးကိုရေးဆေးပြီးတော့ချက်သွန်ဖြူနေခြင်းရောကကြိတ်ဆက်လေးနဲ့ကြိတ်ထားပါတယ်ဒါလေးကငနီတူးကိုမီးအေးလေးနဲ့ကြော်ပြီးတော့ဆယ်ထားတာဖြစ်ပါတယ်ဒီစီတွေကတော့ကာပြန်မသုံးမစီအစ်စ်လဲပြီးတော့ချက်သွန်ဖြူနေခြင်းကိုစီတက်ပါမယ်ဒါကတော့ပေါ့နော်ငနီတူးကြော်ဖို့ပါခုစီသက်ပြီးရနဲ့မြေဖွဲချမ်းထည့်မယ်အဲ့ဒီချိန်မှာတော့ကာမီးဖို့ခဏပိတ်လိုက်ပါမယ်ဘာလို့ဆိုသူ့အိုးအပူလေးနဲ့ဖွဲချမ်းအောင်ကြော်ပါမယ်တူးဝိုင်းစားမကောင်းဘူးပေါ့နော်အခုအဲ့လောက်ကြော်ပြီးဖွဲချမ်းလေးလည်းရပြီဆိုခုန9ကြော်လေးပါထည့်ပြီးတော့မီးလေးကိုပြန်ဖွင့်လို့ရပါပြီအနီတူးထည့်ပြီးရနဲ့ချက်သွန်ဖြူကြော်ချက်သွန်နီကြော်ထားတာလေးကိုထည့်မယ်ယူရတာလေးနဲ့စားလေး4-5ပေါက်လေးထည့်ပြီးတော့အသားပုတ်လေးတစွန်းထည့်ပြီးတော့မှွေပြီးွားပြီဆိုတာနဲ့အရသာအရန်ဟိုမှာရှိလာတဲ့ငနီတူးအဆက်ကြော်ရပါပြီဒါတူးနေရမဟုတ်ဘူးပေါ့နော်အယောင်လေးကသူ့ဟာလေးနဲ့သူအတော်လေးသူ့ဟာလိုက်ဖက်နေဒါလေးကတော့ကားသမီးလေးစားဖို့အတွက်ငနီတူးပဲတက်လှော်ထားတာပါကဲအခုဒါဒီအိုးနဲ့ပဲကားချက်ကလက်ပဲဆက်ချက်မယ်နော်စီနှဲငယ်ချက်သွန်ဖြူနေခြင်းထည့်မယ်အဆက်နဲ့အယောင်ကတော့တချို့တွေခုနပြောသလိုထက်ဆက်လေးစားခြင်းတော့ငရုတ်သီးအယောင်တင်မုတ်ထည့်လို့ရပါတယ်ဒါကတော့ခုနအိုးကကြံနဲ့ငရုတ်သီးဖွဲချမ်းလေးနဲ့ဆိုတော်ပဲပေါ့နော်အရင်အဆက်ကြီးမစားခြင်းတာနဲ့ကဲအဲ့ဒါလေးစီးသက်ပြီးရတယ်ခုနကကြက်ရိုးတွေကိုတခါတည်းထည့်လိုက်ပါမယ်ပြင်းတော်သိန်းရွက်ကိုလည်းမွေးနေအောင်လှိမ့်ပြီးတော့မှကြက်ရိုးလေးတွေကိုထည့်ပြီးတော့တစ်ဖက်ကနေပြီးတော့ခုနကလည်းပြုတ်ထားတဲ့ကလပဲအိုးကိုကာမီးဖို့ပေါ်ပြန်တင်ထားပါတယ်ပေါ့နော်ပြီးမီးအိုးပိုးမီးလေးဖွင့်ထားလိုက်ပြီပေါ့နော်ကဲဒီဘက်ကလည်းကြက်ရိုးတွေကိုရတာအနေနဲ့ငားငံပြာရည်နည်းနည်းနဲ့မဆလာနဲ့ငယ်ထည့်ပါမယ်ရှင်အားလေးကိုတေချာမှွေပြီးရတယ်ခုနဟိုဘက်ကပြုတ်ထားတဲ့ကလပဲအိုးတွေကိုတခါတည်းဒီကြက်သားတွေတခါတည်းထည့်လိုက်မှာပေါ့နော်ကဲအခုရပြီပေါ့ဆိုရင်ဒီထဲကိုတခါတည်းထည့်လိုက်ပါမယ်ထည့်လိုက်ပြီးဆိုလို့ရှိရင်เนาะပဲရည်ပြစ်လေးကိုကြိုက်တဲ့လူကတော့ရေကိုရှော့ထည့်နိုင်ပြီးတော့ကာတို့ကြက်ကြက်လေးရေတောက်ချင်တဲ့လူကတော့ပဲရေနွေးတစ်ခွက်ထည့်ပါတယ်။ရရင်เนาะကြက်သားလေးပါနူးအောင်ဖုံးလေးခဏအုပ်ထားပါမယ်။တည်ထားနေတဲ့မှာအချိန်မှာခုနငနီတူးတွေကလည်းအေးခံပြီးဆိုရင်ကာပျော့သွားမှာဆိုလို့ဘူးလေးတွေကိုထည့်ပြီးတော့တိတ်ထားမယ်ပေါ့เนาะကိုလိုမှလိုတလောက်ပကံလေးတွေထည့်စားပါမယ်ရှင်ရပြီဆိုလို့ရှိရင်ကဲဒီဘက်ကကလပဲလဲအဆင်ပြေပြီဆိုရတာအနေနဲ့ငားငံပြာရည်ခုနတိုင်းပဲအသားမှုန့်နဲ့မဆလာလေးနဲ့လိုသေးရင်မဆလာနက်လေးထည့်မယ်ထည့်ပြီးခုလောက်ဆိုရင်ကြက်ရိုးလေးလည်းနူးလာပြီးပဲလေးတွေကလည်းအဲ့လိုမျိုးအိုးလေးတွေပေါ့နော်မကြေတကြေလေးနဲ့မှုေးလာပြီဆိုလို့ရှိရင်เนาะစားလို့အစင်းသင့်ဖြစ်ပါပြီကားနဲ့တူလိုက်စားကြပါအောင်เนาะတမင်းပူပူလေးနဲ့ဆိုရင်တကယ်ကိုမှလိုက်ဖက်တဲ့ဟင်းအတွေ့အဆက်လေးဖြစ်ပါတယ်ဒါငနီတူးကြောက်ကြော်လေးကိုထည့်လိုက်မယ်ပြီးသွားပြီဆိုလို့ရှိရင်ခုနကချက်ထားတဲ့ချက်အမြင့်လေးရဲ့ချက်ရိုးလေးနဲ့ပဲလေးတွေထည့်ပြီးတော့တေချာစားပြီးကမနက်ကဘာမှမစားသေးဘူးအဲ့ဒါလေးကိုစားတကယ်ကိုမှရတာအရန်ရှိလာတဲ့တမင်းပေါ့နော်တကယ်ကိုမှရတာအရန်ရှိလာတဲ့နေ့လယ်စားလေးဖြစ်ပါတယ်တမင်းကလည်းပူပူလေးအဲ့နေ့ထမင်းစားပြီးဒီဟင်းချက်ပြီးဆိုလို့ရှင်เนาะထမင်းဟိုကတစ်လုံးလောက်ပို့တရပါတယ်အိမ်မှာကကြိုက်တယ်လို့များတော့လေအားလုံးပဲကာရာနဲ့အတူအဲ့ဟင်းလေးကိုလိုက်ချက်စားကြည့်ကြပါအောင်เนาะနန်းမင်းကတော့ကြိုက်တဲ့အဖွဲ့လည်းရှိတယ်မကြိုက်တဲ့အဖွဲ့လည်းရှိတယ်ဒါပေမဲ့ကတော့ဘာဆဆနန်းမင်းအိမ်မှာရှိပြီဆိုတာနဲ့အဲ့ဒါလေးပါလိုက်ရမှာကာရာရဲ့ page လေးကိုလည်း like share လေးလုပ်ပေးကြပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်